အားလုံးပဲခင်ဗျာပါမြေဆရာရနေပြောပြန်လဲကြိုးဆိုပါတယ်။ညဒီနေ့ကကြတော့ဒီပေါ့နော်မြန်မာနိုင်ငံကမြေ Paris ပို့လိုက်တဲ့ box ကို unboxing လုပ်မှာပါ။ဒါကနေ့လက်က4နာရီလောက်မှရောက်လာခင်ဗျအခုက10နာရီကျော်ပေါ့နော်။ unboxing လုပ်ပါမယ်။ unboxing လုပ်မဲ့ဟာလေးရတော့နည်းနည်းလေးတော့ aesthetic ဖြစ်နေဘူးပေါ့နော်ဒါကြီးနေပါ So okay let's go to unboxဒီလေးတော့ရမှာလို့ရှင်းဆို please forgive me I will do with this knife hey okay ဒါကညကိုတစ်တိုင်းအောင်ဖြစ်နေအဲ့ရနေပြီးတော့ခံနေပို့လိုက်တာပေါ့နော်ဒီရိုင်းတော့ပြားဟိုင်ပါလာနေတော့လည်းကြည့်ပေါ့လက်သားတင်တာကြည့်တော့ဟာလိုက်တယ်တစ်ချက်တော့ဟိုင်ပါလာကြည့်တော့ဒီကြည့်တာပေါ့ဟိုတော့စက်ကိုလည်းများပြီဟောကိုတစ်ချက်တော့ထုတ်ကြည့်နေတယ်ဒါကဘယ်လိုလုပ်လဲတော့ပြတိချာမကြည့်ဘူးပေါ့နော်ဒါဒီကတော့အိမ်အရောက်ကိုပို့ပေးရအမေရိကန်ကိုတက်တူပို့ပြီးတော့အဲ့ဒီနေရာကြီးနေတော့ US ရဲ့မျိုးပို့ပေးပေါ့နော်နေရာကြီးရောက်ပြီးတော့ညကလည်း section August မှာရောက်တာဆိုတော့အခုက April ဆိုရင် September August September October November December January February March ရှင်းလာပါတော့ရှင်းလာနေပြီးအိမ်ကဆက်ဆိုင်ပို့ပါတယ်ပေါင်းပြီးOh my god ဆက်ကိုရန်ထူတယ်သူဆက်ကိုရန်ထားတယ် guys ညတဲ့ရောက်နေနေရတယ်ဖြူဖြူလေးတွေ့ရ I don't know where it goes Oh my god ညမထိုင်လို့ရထိတ်ဆုံးပါဘောနော်ညမနိုင်ငံမှာချိန်တဲ့အရုပ်တွေဒါထိုင်ဖို့လို့မှာထိုင်အရုပ်တွေကအဲ့လိုမျိုးပါတော့ပါလိုက်ပေါ့ဒါပေမဲ့နည်းနည်းအားရောက်ပဲရှင်းတာထိတ်ဆိုပြီးပေါ့နော်ဆို Oh okay ဒီလေးအတူလေးရပါလိမ့်မယ် So let's go မီးကအကိုစီပို့သွားဆိုတော့ဝပြည့်စုံထုတ်ရအပေါ်မှာကိုရဲ့နာမည်ကြီးပေါ့နော်ဟုတ်ရပါပြီဆိုဆက်ဆံကအဒီဟုတ်ပါဒီရောကညအဒီမှာပေးဟိုင်တော့ပေါ့နော်ညဒီကိုလာတော့အိတ်ကလုံးဝမဆက်တော့ရတယ်ယူလာဖို့မေ့သွားတယ်အားခုပါလာပါပြီကိုဖောက်လိုက်ပါတော့တော်ပြီလေးပါသူမျက်မှန်လေးတော့ဘယ်ရောက်နေလဲမသိဘူးမျက်မှန်လေးလည်းပါမယ်ထင်တယ်တော်ပြီလေးဒီအမေရိကရောက်လာပါပြီ and then ဒီအယုတ်ရားလေးရင်းနှစ်ကထင်တယ်ရင်းနှစ်ကဆို2020အော်2020နှစ် yes 2020နှစ်ဆိုတဲ့တိုင်းလေးတော့မီယာရဲ့ parents တွေရောက်ပြီးထားတဲ့ရုပ်ပေါ့Wait, let me think. How much that on? Oh yeah, how much that on? How much that on for the time being? Anyway, me and parents they me out with high. Yo, pali ba? Thali la ba. And then ဒါကကြောင့်ထမင်းကြိုင်ပေါ့နော်။ဒီမှာကမြာကကြောင်နေတိုင်းသွားရတယ်ဆိုတော့ခါလေးကြိုင်ထမင်းကြိုင်လို့ကျင်လို့ရှိရင်ဟောပြအောင်မရအောင်။ထမင်းကြိုင်လေးပေးလိုက်ပါတယ်။ And thenဒီကဟာတော့မဟုတ်ဘူး။အော်ဝေးဒါကကြီးတယ်ဒါကအုတ်ထုပ်ရယ်။အုတ်ထုပ်ရယ်။ Okay ဒီခွဲပြရမယ်။ Wait မယ်စီတော့။တော့အားလုံးလေအဲ့လိုအိတ်တယ်လေးနဲ့ထုတ်ပြီးလိုက်တယ်ပေါ့နော်။မြင်ရတယ်။ဒီထဲမှာကအဲ့လိုတဲတဲရဆမ်းပြီးတော့ခုလုံးပို့ပေးလိုက်တယ်ဟုတ်လား။ဒါကYeah, this one. စပယ်အောက်ထုတ်ပြီးသုံးနေတာဒီမှာရှိရကွာဒါပေမဲ့ဒီဟာတွေကိုပုံစံမကြဘူးဒီဟာအရင်ဆိုးပဲ and then ဒီ skin care လုပ်တဲ့ဟာအောက်ထုတ်လည်းပါပါတယ်ဒါမြက်လာတော့လေလုံးဝအိတ်ထဲထည့်ထားကွာလာလို့ရှိရင်ဒီအုတ်ထုတ်လေးယူမယ်ဆိုပြီးဒါပေမဲ့အုတ်ထုတ်ကိုကျင်ပြအောင်ကျင်ခဲ့ပါတယ်
အုတ်ထုတ်လေးလည်းပါလာပါပြီဒီတော့ရင်အိုးရုံးထားလေးညနေတူတဲ့ဆက်ဒီရုံးထားနဲ့တိတ်လို့ချင်းအရန်ဆိုကြမယ်ကိုယ်လက်နဲ့တစ်တာချက်ပို့ပြီးတော့ပြောင်းလို့ခံစားရရပါဆိုတော့ဒီဆက်ကလေးလည်းပါပါတယ်ဒါလည်းမြင်ပြနေကြပါလေ300ပေါ့နော်ဒီယူလာဖို့ဆိုတော့ကျန်တဲ့ဟာအားလေးလည်းပါတယ်မုံလေးစားလာပါပြီဒါကရခိုင်မုတ်တီတန်ပြတော်ဒီရခိုင်မုတ်တီပါပါတယ်ရခိုင်မုတ်တီလည်းပါတယ်Puesမိုးဟင်တာအရာမိုးဟင်တာလည်းပါတယ်ဒါက what is this အုံနုခောက်ဆွဲရှမ်းခောက်ဆွဲလည်းပါတယ်ဒါ999ပေါ့9ကိုတုံးလို့ဆိုတာပြောလို့ပြောတယ်ရှမ်းခောက်ဆွဲလည်းပါတယ် and then ဒီဥစ္စာကရှမ်းနူဒယ်လည်းပါတယ်ရှမ်းနူဒယ်နဲ့ရှမ်းခောက်ဆွဲတူတယ်ဒါတူတယ်ဘာကွာလဲဆိုတော့မြင်ရတယ်မသိဘူးရောင်လေးတွေတော့ကွာပါတယ်ပေါ့ what's the difference ဒါကတော့အဲ့ဒီဆန်းခောက်ဆွဲတွေရယ်မုန်သားရယ်အုံခောက်ဆွဲတွေပါတယ်ပေါ့နော်ပြီးတော့ဒီဒါဘယ်လိုပြောလဲသမင်းကျိုးကြော် yes သမင်းကျိုးကြော်တွေလည်းပါပါတယ်အဲ့ခောက်ဆွဲကြံညောင်တွေထည့်ပြီးလိုက်တယ်ဒါကြံညောင်တွေလည်းပါတယ်ဒါတော့အန်မီပေါ့နော်အန်မီတွေကတော့အများကြီးပဲရှမ်းကော်ရီရှမ်းပြီးရှမ်းကော်ရီနဲ့ညာတဲ့ကောင်ကလေဒီအန်မီကဆိုရင်ရှမ်းပြီးရှင်နဲ့ရှမ်းကော်ရီအရင်တက်အဲ့ဒါအရင်ကောင်းတယ်ပေါ့။မြေတော့အဲ့ဒီဟာစဖို့ပြီးပြီ။ဒါလည်းဒါကမိုးကုံကြီးရှိအန်မီရတယ်မိုးကုံကြီးရှိပါတယ်။ပြီးတော့ထားဟွာဘာလေးဒါရှင်းပါဝဲကြော်ညာရင်စားကြည့်ရပါတော့တဲ့အိမ်မှာရှင်းပါဝဲကြော်ပါတယ် and then ဒီထဲမှာဒါလည်းရှမ်းနေတယ်ပဲဒါဆန်ကြီးတော့ကိုသုံးလုံးကဆန်ကြီးတဲ့ပြီးတော့ကွေကအုပ်ပါတယ်ဟုတ်လို့လေဒီကကွေကတောက်တယ်ပေါ့နော်ဒါပေမဲ့ကွာဒီကကွေကာကဘယ်လိုပြောလဲရက်ကွေကာကိုရတာမကြိုက်ဘူးဒီမြန်မာနိုင်ငံကွေကာကိုတောက်နေတာလည်းကွေကာကိုဆန်တာပေါ့နော်ကွေကာကိုပါတယ်ဆိုတော့ဒီကအကူကသူမဖေးတောက်နေတယ်ဆိုတော့ဒီမှာသူ့အတွက်နမ်ဆန်ဖြစ်နေပေါ့နော်အဲ့ဒါလေးပါပါတယ်ပြီးသွားပြီဆိုရင်ဒါလေးတွေကတော့ဒီဟာအိမ်မှာဝတ်ဖို့ဆိုပြီးတော့ပေးလိုက်တဲ့အင်ဂျီလေးပေါ့နော်အင်ဂျီလေးရယ်ဒါကြည့်ချင်တယ်ရဲစားကြည့်နိုင်တဲ့အင်ဂျီလေးပေါ့နော်ဒါမျိုးအကောင်စပန်ကောင်လေးပေါ့အဲ့ဒီဆက်ပြီးပါတယ်အာလူကြော်လည်းပါပါတယ်အာလူကြော်ပါတယ်တော့ဒါလည်းမြန်မာနိုင်ငံမှာကျန်ခဲ့တဲ့အင်ဂျီတချို့ပေါ့နော်မြေဝတ်စီတွေရထည့်ပေးလိုက်ပါတယ်အင်ဂျီပါတယ်ဒါလေးငါကြားနေလောကတော့အဲ့အသေးစိတ်ကလောတသေးလေးအစားပို့ပေးလိုက်တာပါစကားလေးပါပါတယ်စကားရောပြီးသွားရင်ဒီမှာဟင်းဘာညာဆိုလို့ရှိရင်ထပ်လို့ရတဲ့စိုးလေးပေါ့နော်အဲ့ဒီစိုးလေးလည်းပေးလိုက်တယ်ဒီထဲမှာဆိုရင်အရှိရယ်ပြီးတော့ဒီကီးရှိန်လေးတွေကတော့မရတဲ့အတိဟိမလေးပေါ့နော်အတိဟိမလေးရနေပြီးထည့်ပေးလိုက်တော့အဲ့ဒီရောဒီတောင်ကြီးโอเคဒါဒီထဲကကီးရှိန်လေးတွေကတော့မရရဲ့အတိဟိမလေးရနေပြီးဒီနဲ့တူပေါ့နော်ဒီလိုပြအောင်လို့ဆိုပြီးတော့ဝယ်ပေးလိုက်တာပါထည့်ပေးလိုက်တာပေါ့ဒီချင်းလေးပါတယ်ဒီချင်းလေးပါတယ်ဒီ
ဒီကြီးချင်းကြီးကိုပြောနောက်ထပ်ဒီထဲမှာကြီးချင်းကြီးတစ်ခုပါတယ်ပေါ့နော်ဒါမှကြီးချင်းကြီးတစ်ခုပါတယ်ဒီကတော့ဒီမှာတစ်ခုခုဟိုချုပ်ရအောင်ဆိုတော့ကျဲပြီးလို့အရှိလေးလေးထည့်ပေးလိုက်ပါတယ်ပြီးတော့ရင်အော်မဆလာလေးထည့်ပေးလိုက်တယ် What is this ဒါရပိတ်တာကွာ What is 这个好几呀 OK 结束出一位它片类都有点丢过，我被它来两天出油没，哎呦我太这边说，哎呦我的，是是，好嘞，喂，what is this？ 这对了哟，哎呀，我那个，哦，面粉。ခုနလေးမြိုက်ဒီလော်ပီလေးရဲ့မျက်မှန်ပေါ့နော်မျက်မှန်ကိုထည့်ပေးလိုက်တာပါလောကအထူရွယ်ဟိုကဘာညာလဲလို့ဆိုတော့အယုတ်ကလေးမှာမျက်မှန်လေးလည်းပါလာပြီဆိုတော့ပတိဖြစ်ပြီးသွားပြီပေါ့နော်အယုတ်ကလေးကအင်းကြီးဆောင်လာပါပြီသူ့ရဲ့တကယ်ပုံစံခင်ဗျာသူလေးပါဟီးတော့လည်းမျက်မှန်လေးလည်းပါပြီပေါ့နော်အဲ့ဒါထားပါသေးလဲဆိုတော့ချီမီကွေးရဲ့အာလူကြော်ပါရဲ့ဒါလည်းကိုသုံးလုံးကမိုးကုန်ပြီးရှိဒါကစားမို့ပေါ့နော်စားမို့ကတော့မကြိုက်ဘူးမြားကိုတွက်တယ်အဲ့ဒီပြောပဲကြောင်စားလေးဝေကြောင်အဲ့လိုအဲ့ဒီဟာပေါ့နော်ဒီလိုစားပါရဲ့အာလူကြော်ရှားပြန်အောင်ပြီးသွားရင်ဒါကလက်ဖက်တယ်ဟုတ်တယ်ဒါလက်ဖက်ရှူရှဲလက်ဖက်ဆိုဒါရှင်းတာပဲဒီအားကြောင့်လက်ဖက်ဆိုလက်ဖက်ကရှူရှဲမှကြားစားပေါ့တခြားလက်ဖက်တွေတိတ်ပြီးစားရတယ်မပါဘူးဆိုတော့အရင်ခေါင်းပြန်လာတော့ဝယ်တဲ့ဟာဆိုလို့ရှိရင်တိတ်ပြီးတော့ရှူရှဲမဖြစ်ဘူးနော်ဒီတိုင်းပဲမြုပ်ဒီနဲ့ရောလိုက်တဲ့ရတိုင်းဖြစ်တယ်ပေါ့နော်ဒါတော့ရှူရှဲလို့မမတို့စာကြည့်လို့ပြောပါတယ်လက်ဖက်ပါတယ်လက်ဖက်ညံစားရတော့ကြာအဲဒီOh my god ကြည့်အောင်ကြည့်ပါလေအများဆုံးလေးကြာကြည့်နေပြီပေါ့နော်ခုနကတစ်ခုဆိုတော့ဒါလေးတွေရောကြည့်ရကြည့်နေပြီကဒီကဆိုအရှက်လိုက်လေးစားတော့အခုကလည်းကြည့်ပေါ့နေပါပြီဒီကစားပါလားဒါကဒီထဲမှာစံပြရဲ့စားဖို့နောက်တစ်ထုပ်ထပ်ပါတယ်ဒီကိုတုံးလုံးလေးဟာရောစံပြတော်ကြီးရဲ့ရခိုင်မုတ်တီစက်ရက်ဆိုဒီရခိုင်မုတ်တီရဲ့အော်ဒါလည်းရခိုင်မုတ်တီပဲပေါ့နော်ဒါကမီးရရဲ့အိမ်ကအမကျွဲတယ် yes မီးရရဲ့အမလည်းဒီရခိုင်မုတ်တီစားနေတယ်ဆိုတော့ထည့်ပေးလိုက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လုံးဝအဲ့ဒီလိုဘိုးဖက်ချောက်တူပါပါတယ်ဘိုးဖက်ချောက်တူရောတစ်ခါစားလေးပေါ့ဒါစက်ရက်ဆိုကြည့်အောင်လည်းတိကျမကြည့်ဘူးပါလို့ပါဒီပါမယ်နားမြေသားမမခိုင်းဘူးသေးဘူးပေါ့မုတ်တီလည်းပါတယ်မုတ်တီလည်းပါတယ်အော်ဘယ်လိုကြောက်မြတ်ဘယ်လိုကြောက်လေဒီရောက်ပြီးတော့ထဲရပျောက်သွားရမှာတော့ခုဒီလုံးဝရှာပြီးရှင်းလိုက်ချင်လုံးဝရှာပြီးဘယ်လိုကြောက်ထပ်ပါလာပါတယ်ဒီတွားရင်ပဲပြုတ်လည်းပါပါတယ်နောက်တစ်ကြိမ်လာတာနဲ့ပဲပြုတ်နေစားအဲ့ဒါကထမင်းကျူးတော်လည်းထပ်ပါတယ်ဒီဥစ္စာကဟွာဒီနေပါလေဘယ်လိုကြောက်ကြော်လူကြောက်ကြော်ထင်တာပဲပတ်အဲ့ဒီလည်းပါတယ်တော့ဒီအကျော်ဆုံးပေါ့နော်အကျော်ဆုံးလေးလည်းပါတယ်အကျော်ဆုံးကလေဟိုဒီလိုချင်မှာပဲတစ်ခုလည်းပါပါဆိုရင်အဲ့ဒီကြောင့်လို့ဘာလို့လဲမသိဘူးပေါ့နော်ညီကတော့တိတ်ကြိုက်ဒီလိုအကျော်ဆုံးလေးစားတာပူကြိုက်တယ်နောက်ကျတော့ကျက်တော့ဖြူလေးလို့ကြည့်ပါကွဲအောင်ကွဲနေတယ်ဒါပေမဲ့မိကကျက်တော့ဖြူမစားရဘူးဆိုတော့ပတိကျော်နောက်ထပ်အမီပိတ်တော့ဒီရလာဒီမန် I hope they stay good. Okay. I hope they stay good. See you on 20. So, 先把我的脚，more Ellie吧。
ME ထပ်ပါလာပါတယ်မိုးကုတ်ချီရှမ်းတို့ဘူးမြင့်အဲ့ဒီပါတယ်ကိုကစံစီတို့ဘူးလေဒါလည်းဘယ်လိုကြောက်ကြော်ဒါလည်းဘယ်လိုကြောက်ကြော်လည်းအများကြီးပါစံပြီးတော့ပါရှင်မောင်ရဲ့ကြော်လည်းအများကြီးပါတယ်ဒါကထော်လေးတွေကြည့်ပြီးတော့ခုနလေးပါလေပဲကြောင်းလားဒီစာလေးကြည့်ကြောင်းလားပဲကြောင်းလားအဲ့ဒီထပ်ပါဒါချက်ကင်းထမင်းသုံးစားခြင်းနဲ့ဆိုတော့ဒီမှာထမင်းသုံးလေးပါလာပါတယ်ထမင်းသုံးရဲ့ဒါလည်းဒါကစံပြတော်ကြီးရဲ့မိုးဟင်ကပေါ့နော်မိုးနာတယ်ရဲ့စံပြတော်ကြီးရဲ့မိုးဟင်ကပါတယ်and then ဟိတ်ရဲ့ဒီအာလူကြော်နောက်ထပ်တစ်ခုထပ်ပါလာပါတယ်ဆိုဒါလေးပါလာပါတယ်အများဆုံးကတော့ MV ပေါ့နော် MV ကအများကြီးပါနဲ့ဒီလိုဟာနှစ်ခုလောက်ပါတယ်ဒီလိုထုံးတဲ့နှစ်ခုတော့ပေးလိုက်တယ်ပေါ့နော်ဆိုဒါပါပဲဒီလိုတော့တိတိလေးတွေရောဒီစကားလေးတွေအားစားပေါ့နော်လုံးဝစားတော့ပြီးတော့အဆုံးပို့ပေးလိုက်ပါတယ်ဟုတ်ညိုင်းလုပ်ပေးကိုခုဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ် vlog ဒီမှာပြန်ဆောင်ပါပဲကြည့်ချင်တဲ့ vlog တွေရှိလို့ရှိရင် comment မှာရေးသားပေးလို့ရတယ်ပေါ့နော်အားလုံးကျေးဇူး